tiny green shoots reach for the sun. A world of wonder has just begun. It's the Botany Education Knowledge Channel. So much to learn, so much to know. Come watch the garden of wisdom grow. The Botany Education Knowledge Channel. အားလုံးပဲမင်္ဂလာပါဆရာကတော့ပညာနန်းတော်စာသင်စာချုပ်ဝိုင်းရဲ့တီထောင်သူတဦးလည်းဖြစ်တယ်လို့စာသင်စာချုပ်ဝိုင်းမှာဇီဝဗေဒဘာသာရပ်နဲ့ပတ်သက်ပြီးအထူးပြုသင်ကြားပေးနေတဲ့ဆရာစံဇီဝပဲဖြစ်ပါတယ်ဆရာကဒီနေ့မှဆိုရင် Grade 10 Biology မှာပါတဲ့ Taxonomy နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ပထမဦးစွာအနေနဲ့ Taxonomy ဆိုတာဘာလဲTaxonomy is the branch of science concerned with the classifications, descriptions, identifications, and naming of living organisms. Taxonomy ဆိုတာကသက်ရှိတွေကိုသူတို့ရဲ့တူညီတဲ့ဝိသေသလက္ခဏာတွေပေါ်မူတည်ပြီးအုပ်စုခွဲခြင်းအမည်ပေးခြင်းနဲ့စနစ်တကျသတ်မှတ်ခြင်းဆိုင်ရာသိပ္ပံပညာရပ်တစ်ခုဖြစ်ပါတယ်။ The father of taxonomyဒီပညာရပ်ကိုစနစ်တကျအုပ်မြစ်ချခဲ့တဲ့သူကတော့ကာလီနီယပ်စ်ဖြစ်ပါတယ်။သူဟာဆိုလို့ရှိရင်သက်ရှိတွေကိုအဆင့်ဆင့်ခွဲခြားတဲ့စနစ်ဖြစ်တဲ့ hierarchical system ကိုစတင်ခဲ့သူဖြစ်ပါတယ်။ Taxonomic hierarchy ခွဲခြားခြင်းအဆင့်ဆင့်သက်ရှိတွေကိုအကြီးဆုံးအုပ်စုကနေပြီးတော့အသေးဆုံးအုပ်စုထိအဆင့်80နဲ့ခွဲခြားထားပါတယ်။ဒါကိုမှတ်ရလွယ်အောင်လို့ဆရာကတော့Dear King Philip Kane over for good soup ဆိုတဲ့စာသားလေးနဲ့မှတ်သားဖို့ပြောကြားလိုပါတယ်။ Taxonomic hierarchy မှာဆိုလို့ရှိရင်ဆရာတို့ကအဆင့်80ခွဲခြားထားပါတယ်။ပထမအဆုံးအဆင့်အနေနဲ့ domain ဒုတိယအဆင့်အနေနဲ့ kingdom တတိယအဆင့်အနေနဲ့ phylum စတုတ္ထအဆင့်အနေနဲ့ class ပြင်စမအဆင့်အနေနဲ့ orderဆဋ္ဌမအဆင့်အနေနဲ့ family တတိယအဆင့်အနေနဲ့ genus အဋ္ဌမအဆင့်အနေနဲ့ species ဆိုပြီးတော့ဆရာတို့ကအုပ်စုအဆင့်80အောင်ခွဲခြားထားပါတယ်ဆိုလို့ရှိရင်ဆက်လက်ပြီးတော့ဆရာတို့အုပ်စုအဆင့်80ရဲ့မြန်မာလိုရှင်းလင်းချက်တွေကိုကြည့်ကြည့်ရအောင်ပထမအဆင့် level domain အကြီးဆုံးအုပ်စုလို့အဓိပ္ပာယ်ရပါတယ်ဒုတိယအဆင့်အနေနဲ့ kingdom လောကသက်ရှိလောကကိုကိုစားပြုတာဖြစ်ပါတယ် plantae animalia တတိယအဆင့်အနေနဲ့ phylum or divisions မျိုးပေါင်းစုဖြစ်ပါတယ်ခန္ဓာကိုယ်တိဆောက်ပုံရခွဲခြားခြင်းဖြစ်ပါတယ်ဒီနေရာမှာဆရာတို့က animalia ကို phylum လို့သုံးပြီးတော့ botany term ညအပင်တွေကိုဆရာတို့က division အနေနဲ့သုံးပါတယ် classမျိုးပေါင်းဖြစ်ပါတယ်တူညီတဲ့ဝိသေသလက္ခဏာတွေပါတယ်အဆင့်ဖြစ်ပါတယ်ပြင်စမအနေနဲ့ order မျိုးစဉ်ဖြစ်ပါတယ်အမူအကျင့်နဲ့သဘာဝအရခွဲခြားခြင်းအဆင့်ဖြစ်ပါတယ်ဆဋ္ဌမအနေနဲ့ family မျိုးရင်းမျိုးရိုးနွယ်တူများကိုစုစည်းထားခြင်းဖြစ်ပါတယ်ဥပမာအနေနဲ့ felidae ကြောင်မျိုးရင်းဖြစ်ပါတယ်တတမအဆင့်အနေနဲ့ genus မျိုးစုကိုပြောတာဖြစ်ပါတယ်။နီးစပ်တဲ့မျိုးစိတ်တွေကိုစုစည်းထားတာဖြစ်ပါတယ်။အဋ္ဌမအနေနဲ့ species လို့ခေါ်တဲ့မျိုးစိတ်ဖြစ်ပါတယ်။အသေးဆုံးနဲ့အတိအကျဆုံး unit ရှိပါတယ်။မျိုးပွားနိုင်တဲ့အုပ်စုကိုပြောတာဖြစ်ပါတယ်။ပြီးတော့ binomial nomenclature မျိုးရင်းအမည်ပေးခြင်းနှစ်ပိုင်းဖြစ်ရှိပါတယ်။သက်ရှိတွေကိုကမ္ဘာတဝန်းမှာနာမည်တစ်ခုတည်းဖြစ်စေဖို့ Latin ဘာသာစကားနဲ့အမည်နှစ်ပိုင်းပေးတဲ့စနစ်ဖြစ်ပါတယ်။ First part အနေနဲ့ genus မျိုးစုအမည်ကိုဆရာတို့ကစက်လုံးအကြီးနဲ့ရေးရပါတယ်။ Second part အနေနဲ့ species epithet ကိုဆရာတို့ကမျိုးစိတ်ညွှန်ပြချက်စက်လုံးအသေးဖြင့်ရေးရပါတယ်။လူသား၏သိပ္ပံမြေမှာ Homo sapien ဖြစ်ပါတယ်။ Homo သည် genus ဖြစ်ပြီးတော့ sapien သည် species ဖြစ်ပါတယ်။ဆရာတို့ဒီ Grade 10, Grade 11, Grade 12 Biology နဲ့ပတ်သက်ပြီးတော့ scientific name တွေကိုဖြေဆိုတဲ့အခါမှာမြင်တာပေးရပါတယ်။မြင်တာတဲ့အခါမှာတစ်ဆက်တည်းတားရန်မလိုပါ genus ကိုတစ်ချောင်း species ကိုတစ်ချောင်းတားပေးရပါတယ်။
ဆက်လက်၍ taxonomy ရဲ့အရေးပါပုံတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဆရာတို့က taxonomy မှာဆိုလို့ရှိရင် identification universal naming evolutionary relationship ဆိုပြီးတော့သုံးဆင့်ခွဲခြားထားပါတယ် identification ဆိုတာကသက်ရှိတွေကိုတိတိကျကျခွဲခြားသိနိုင်ရန်အတွက်ဖြစ်ပါတယ် universal naming ဆိုတာကတော့ကမ္ဘာမှာမြည်သည့်နေရာမှာမဆိုအမည်တစ်ခုတည်းဖြစ်စေရန်ရည်ရွယ်ပါတယ် evolutionary relationship ဆိုတာကတော့သက်ရှိတွေကြားကစင်ကဲပြောင်းလဲမှုဆက်နွယ်ချက်တွေကိုနားလည်စေရန်ဖြစ်ပါတယ် In modern taxonomy ခေတ်သစ် taxonomy မှာဆိုလို့ရှိရင်တော့ဆရာတို့ကရုပ်ပိုင်းဆိုင်ရာတူညီမှုတွေအပြင် data analysis နဲ့ genetic information တွေကိုသုံးပြီးတော့ပုံမတိကျစွာခွဲခြားလာကြပါတယ်ဒါကိုဆရာတို့က molecular taxonomy လို့ခေါ်ပါတယ် taxonomy နဲ့ပတ်သက်ပြီးတော့ခွဲခြားသိစေရန်အုပ်စုအဆင့်ရှစ်စုခွဲထားတဲ့ပုံစံကို Animalia နဲ့တပုံ Plantae နဲ့တပုံနှစ်ပုံစီရာဗီဒီယိုမှာဖော်ပြထားပါတယ် Animalia အနေနဲ့ Fox မြေခွေးကိုဆရာတို့ကအသုံးပြုထားပြီးတော့ Plantae အနေနဲ့ Venatrax နတ်သမီးထောင်ချောက်ပင်ကိုဆရာတို့အသုံးပြုထားပါတယ်ကြည့်ရှုနိုင်ပါတယ်ဒါဆိုလို့ရှိရင် taxonomy နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြည့်စုံစွာသိရှိသွားမယ်လို့ညွှန်လင့်ပါတယ်နောက်ဗီဒီယိုမှာဆိုရင် botany taxonomy နဲ့ပတ်သက်တဲ့အရာတွေကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်